ဆိုတော့ဒီနေ့အမမထင်ရောက်ဖြစ်ခဲ့ friend coffee ဆိုင်အကြောင်းလေးကိုပြပြချင်ပါတယ်တကယ်လို့ဆိုင်ရောက်တော့အမမထင်ပေါ့နော်ဟိုစင်နာစီးတီးမှာသွားရင်လည်းအဲ့ရှိနာလေးမှာ friend coffee ဆိုင်ကိုလှမ်းတွေ့လိုက်တာဒါတော့ဆိုင်မှုကအကြီးမဟုတ်တေးလေးပဲရှိသေးတယ်ဆိုင်ရဲ့ decoration ကတကယ်ရင်ပြောရင်အပြင်မှာပိုအောင်လာသေးတယ်coffee ဆိုင်နာမည်ကဟို specialty coffee ပါတဲ့အတွက်ကြောင့်မို့ဈေးနှုန်းအပြင်တော့ budget ဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ specialty coffee ကောင်းတစ်ခွက်ကိုလိုချင်နေဆိုရင်တော့ရန်ကုန်ထဲမှာရွေးချယ်တင်တဲ့ဆိုင်တွေမှာပါတယ်ပေါ့နော်Pasaste de largo sin notar que detuve mi andar por verte llegar ဆိုတော့အဲ့ဒီရွေးလိုက်တာ hat-trick coffee ထဲမှာဆိုရင် Colombia bean ကိုရွေးတောက်လိုက်တာတကယ်မိုက်တယ်ရမ်းမိုက်တယ်Cualquiera quizás lo notarás, un día cualquiera quizás entenderá que detuve mi andar por verte llegar. Lo tomo a bien, lo tomo a mal, o simplemente nada he de esperar. Quisiera que fuese inmenso, que pasara cuanto habrá de pasar. Candy nutအဲ့ဒီဆိုတာ rank က owner အကိုနဲ့ coffee အကြောင်းစကားပြောပြရင်လည်းလော်ရာ3ရက်ပဲရှိရွာငံ coffee bean လေးကိုစမ်းတောက်ခဲ့တကယ်မိုက်တယ်ပေါ့rank coffee ဆိုင်ရောက်ရင်တခြား coffee ဆိုင်တွေနဲ့မတူတဲ့ vitamin ကိုခံစားရမှာဆိုတော့ဝေဇနာ city မှာရှိရ rank coffee ဆိုင်လေးကိုသွားဖို့အကြံပြုချင်ပါတယ်